ကံမကောင်းဘူးဆိုရင်ကံကောင်းအောင်ကဘာလုပ်ရလဲမကောင်းတဲ့ကံတွေပပြောက်အောင်ကံကောင်းတဲ့နည်းတွေမရှိဘူးလားလို့ဆိုရှိတယ်ကံမကောင်းဘူးဆိုတာအကုသိုလ်အကျိုးတွေဝင်ရောက်နေတာကိုလူတွေကကံမကောင်းဘူးလို့ပြောတာအကုသိုလ်ရဲ့အကျိုးတရားတွေကကိုယ်တဏ္ဍာမှာလာရောက်ပြီးတော့ထိခိုက်နေပြီဆိုရင်ဒါကံမကောင်းဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာကိုယ့်ရဲ့လောက်ရကိုပြန်ဆန်းစစ်ကြည့်ရမယ်အေးဟုတ်တယ်ငါတို့လုပ်နေတာအမှားမရှိဘူးအကောင်းတွေလုပ်တယ်သို့တော့အတိတ်တုန်းကမှားယွင်းမှုတွေဟာလည်းလူတွေတဏ္ဍာမှာလာရောက်ပြီးတော့မကျူးဝါဖြစ်ပြီးတော့အကျိုးပေးနေတာတွေလည်းရှိတတ်တယ်ပေါ့အဲ့ဒါလို့အဟောင်းတွေကထပြီးတော့ဖြစ်ပေါ်လာတာမျိုးတွေရောမရှိနိုင်ဘူးလားဆိုရှိနိုင်တယ်အဲ့ဒါလို့ရှိလာလို့ရှိရင်ဘာနဲ့အကာအကွယ်လုပ်ပြီးတော့ဘာလုပ်ရမလဲလို့ဆိုရင်ကံကောင်းအောင်ကောင်းတဲ့ကံတရားတွေကိုကြိုးစားပြီးတော့လုပ်ရခုနလိုဘုရားကိုအာယုံပြုမယ်တရားကိုအာယုံပြုမယ်တန်ခါကိုအာယုံပြုမယ်ဘုရားရဲ့နှုတ်ကပတ်တော်တွေကိုရွတ်ဖတ်တရေစေမယ်ဘုရားကိုပူဇော်မယ်နော်ဘုရားနဲ့ပတ်သက်ပြီးတော့ပူဇော်မှုစိတ်ကြည်နူးမှုတွေရအောင်လုပ်ကုသိုလ်ကောင်းမှုတွေမပြတ်လုပ်ပေးရမယ်ဘုရားပန်းရေချမ်းအမြဲတမ်းဆက်ကပ်ဘုရားကိုအာယုံပြုဘုရားကိုအာယုံပြုပြီးတော့ကုသိုလ်တရားတွေကိုယ်စိတ်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားအဲ့ဒါလို့ကြိုးစားခြင်းအပြင်လည်းပဲမကောင်းတဲ့ကံတွေဟာပယ်ဖြစ်သွားနိုင်တယ်ဒါကြောင့်မို့ရှင်းတော့ကကျမ်းစာတစ်စာရေးပြီးဆိုလို့ရှိရင်ကျမ်းတစ်ကျမ်းရေးတယ်ဆိုတော့ပြီးအောင်ရေးနိုင်ဖို့တော်ခဲတယ်အမှန်တမ်းကြီးလေးတဲ့တာဝန်ကြီးတစ်ခုကိုလှုပ်တာအစကနေအဆုံးထိစာတအုပ်ရေးရတယ်ဆိုတာအမှန်တမ်းခဲရင်တာမန်ပုဂ္ဂိုလ်တွေဆိုလဲမရေးနိုင်ကြဘူးအဲ့လိုရေးနိုင်ဖို့အတွက်ဒါဖေတော်မောင်တော်ရေးတာပြောတာမဟုတ်ဘူးနော်အလေးနဲ့စာကြီးတွေကိုရေးပြီးဆိုလို့ရှိရင်မလုပ်ရတော့အဲ့ဒီရေးနေတဲ့စာကြားမှာယောဂဝေဒနာဖြစ်လာမယ်ဆိုရင်ပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးမကြမ်းမမာတွေဖြစ်လာရင်လည်းပြီးအောင်ရေးနိုင်မှာမဟုတ်ဘူးတခြားအနှောင့်အယှက်တွေဝင်လာရင်လည်းပြီးနိုင်မှာမဟုတ်ဘူးအဲ့ဒါကိုဈာဖြတ်ဝင်လာတာကိုအန္တရာယ်လို့ခေါ်တာပါဠိစကားအန္တရာယဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်နော်အတွင်းထဲမှာဈာဖြတ်ဝင်ရောက်လာတဲ့အနှောင့်အယှက်တွေကိုအန္တရာယ်လို့ပြောတာအဲ့ဒီအန္တရာယ်တွေကိုပယ်ဖြောင်းနိုင်မှုအတွက်ရှေးဥစွာဘုရားကိုရှိခိုးကြတယ်ရှိခိုးပြီးတော့ဘုရားရဲ့ခုံတော်တွေကိုယ်စိတ်ထဲမှာနှလုံးထဲမှာထုံထားလိုက်တော့အဲ့ဒီကုသိုလ်ကံရဲ့စွမ်းအားကြောင့်ဈာဖြတ်ဝင်ရောက်မဲ့အကုသိုလ်တွေကမလာနိုင်တော့ဟန်တာမိတာဖြစ်သွားတယ်ဒါကြောင့်မလို့မကောင်းတဲ့ဒီကံဆိုးမိုးမောင်တွေကိုယ်တဏ္ဍာမှာဖြစ်ပြီးဆိုတဲ့အခါမှာဖြစ်လာနိုင်တဲ့အရေးအယောင်တွေရှိပြီဆိုတဲ့အချိန်မှာ